မင်္ဂလာပါရှင်။2025ခုနှစ်ဧပြီလ29ရက်အင်္ဂါနေ့ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်တပ် AA ကလွတ်မြောက်လာတဲ့ရိုဟင်ဂျာကျင်းသားများကိုကွပ်မျက်ကြောင်းဘာသာရေးစောင့်အောင်များကိုလည်းဖျက်ဆီးခဲ့ကြောင်းရိုဟင်ဂျာတို့ပေါ်လူခွင့်ချိုးဖောက်မှုပြင်းထန်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မချက်ဒီဝင်းမှာဘူတီတောင်ကို AA ကမကြသေးမီကတိမ့်ပိုက်ပြီးနောက်မြန်မာစစ်ဆိုရနဲ့ပူပေါင်းတီဟုဆွဆွဲကရန်နဲ့ချီတော်ရိုဟင်ဂျာရဲသားများကိုမတရားဖမ်းဆီးခြင်းပြုလုပ်ခဲ့ပါတယ်။မျက်မြင်သက်သေများရဲ့သက်သေခံထွက်ဆိုချက်များသည်ရိုဟင်ဂျာကျင်းသားများပေါ်တွင်ကြကြပြက်ပြက်ညှဉ်းပန်းနှိပ်စက်မှုနဲ့တပ်ဖြတ်မှုပုံစံကိုဖော်ပြပါတယ်။ဘူတီတောင်မြို့နယ်ရှိရခိုင်တပ် AA ရဲ့ထိန်းသိမ်းရေးစခန်းမှာထွက်ပြေးလွတ်မြောက်လာသူရိုဟင်ဂျာလေးဦးကလက်နက်ကင်ဖွဲ့ရခိုင်တပ် AA ရဲ့ထိန်းချုပ်မှုအောက်တွင်ရိုဟင်ဂျာရဲသားများကိုညှဉ်းပန်းနှိပ်စက်မှုအကြမ်းဖက်လောကပေးခိုင်းစေမှုနဲ့ဘာသာရေးအခြေခံညှဉ်းပန်းနှိပ်စက်မှုများထိုးမြင့်လာသည်ဟုဆွဆွဲခံချရသည်။ AA ရဲ့အကျဉ်းထောင်မှာကျင်းချခံချရရိုဟင်ဂျာရောက်20ကျော်ထွက်ပြေးခဲ့ပြီး3ရက်ကြာတွင်ကြောက်တန်းကျွရတွင်ဧပြီလ16ရက်ကတည်တံပေးခဲ့ကြောင်းသိရသည်။လွတ်မြောက်လာသူများသည်ပုံမှန်တန်တုံးနဲ့ရိုက်နှက်မှုခံရခြင်းစေကူတာခွင့်ညှဉ်းပန်းခြင်းနဲ့အတင်းကျပ်လောကပေးချက်ပါဝင်အလုံးမင်းလုံးဆန်စွာဆက်ဆက်ခြင်းခံရကြောင်းမြေပြင်မှသတင်းရင်းမြစ်များကရိုဟင်ဂျာကိုပေါ်တို့ပြောကြားခဲ့သည်။နေ့တိုင်းသူတို့ကငါတို့ကိုတုံးနဲ့ရိုက်ပြီးလေးလံတဲ့ဝင်တွေကိုတက်ခိုင်းနေဟုလွတ်မြောက်လာသူကျင်းသားတအုပ်ကပြောသည်တရားရောက်နေမကောင်းဖြစ်လာရင်ဆရာဝန်မရှိသလိုစိတ်လည်းမရှိဘူးလူတွေတေးတဲ့အခါသူတို့ကိုတည်တည်ချာချာတကြုံပို့တာခွင့်မပြုဘူးကိုမဲ့ကဲမဲ့သူမရှိထွက်ပြေးဖို့စူးစမ်းတဲ့လူတွေကရိုဟင်ဂျာတွေသာဖြစ်ပြီးAAကတွေ့မြင်နေဆိုရင်ရန်သူလိုလားအယက်သားလားမဆိုင်မတော်တနက်နဲ့ပြစ်တက်ခြင်းခံရတယ်ရခိုင်တပ် AAကအဆိုပါကွမျက်မှုနဲ့ပတ်သက်၍တရားဝင်တုံ့ပြန်ပြောဆိုတာမျိုးအခုထိတုံ့ပြန်မထားပေဘူတီတောင်တိတ်ပိုက်ပြီးနောက်ရိုဟင်ဂျာတွေကိုဖမ်းဆီးထားခြင်းနဲ့ညှဉ်းပန်းနှိပ်စက်မှုအပါအဝင်တရားလက်လွဲတပ်ဖြတ်တာတွေကြိုလာဘူတီတောင်ကို AA ကမကြသေးမီကတိတ်ပိုက်ပြီးနောက်မြန်မာစစ်အစိုးရနဲ့ပူးပေါင်းတီဟုဆွဆွဲကရာနဲ့ချီတော်ရိုဟင်ဂျာရဲသားများကိုမတရားဖမ်းဆီးခြင်းပြုလုပ်ခဲ့ပါတယ်။မျက်မြင်သက်သေများရဲ့သက်သေခံထွက်ဆိုချက်များပြီးရိုဟင်ဂျာချင်းသားများပေါ်တွင်ကြကြပြက်ပြက်ညှဉ်းပန်းနှိပ်စက်မှုနဲ့တပ်ဖြတ်မှုပုံစံကိုဖော်ပြပါတယ်။အများစုမှာဆွဲချက်မတင်ထားသလိုတရားဥပဒေအရအခြေခံထားခြင်းလည်းမရှိကြပေ။သို့မဟုတ်၎င်းတို့ရဲ့မိသားစုများနဲ့ဆက်သွယ်ခွင့်ပြုမထားဘဲချုပ်နှောင်ထားပါတယ်။နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေအောက်တွင်ရာဇဝတ်မှုများကျူးလွန်နိုင်ပြီးရိုဟင်ဂျာလူထုရဲ့အခြေအနေများသည်လျင်မြန်စွာဆိုးရွားလာနေကြောင်းလူခွင့်ရေးစောင့်ကြည့်သူများကသတိပေးထားသည်။နေရကုန်းရှိပလီများနှင့်ရဲသားချိကန်ဆောင်များဖြစ်စည်းခံရနောက်ထပ်ဆက်သတင်းများအရ2024ခုနှစ်ဇန်နဝါရီလတွင်စစ်တပ်ဆိုရများနဲ့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးနောက်လက်နက်ကင်ဖွဲ့ AA မှတိမ့်ပစ်နိုင်ခဲ့သည့်နေရကုန်းကျွာ၌ပလီလေးကိုမဒရဆာတခုစံဆက်များနဲ့အခြားမရှိမဖြစ်လိုအပ်တဲ့ချက်ကဆောင်များကို AA မှဖြစ်စည်းခဲ့ကြောင်းဒေသခံများရဲ့ပြောကြားချက်ရသိရသည်။သူတို့ AA ကကျွန်တော်တို့ရဲ့ပလီလေးကိုဖြစ်စည်းတဲ့စက်နေရတွေကိုတဲ့မော်တော်ဆိုင်ကယ်နဲ့ပရိဘောဂတွေကိုနေအိမ်တွေကနေယူသွားကြတယ်ဟုစစ်ပေးရှောင်ဖြစ်နေထိုင်သူတို့ကပြောပါတယ်ငါတို့မှဘာမှမကြံတော့ဘူးငါတို့ပြန်ဖို့အရန်ကြောက်တယ်၎င်းတို့ကကျွန်တော်တို့ရိုဟင်ဂျာတွေကိုလူသားလို့ဆက်ဆံတာမရှိဘူးအေးထိန်းချုပ်မှုအောက်ရှိနေမိများတွင်ရိုဟင်ဂျာတည်ရှိမှုနဲ့အမွေနှစ်များကိုဖျက်ပစ်ရန်စနစ်တကျကြိုးပမ်းလှုပ်ဆောင်နေကြပြီးရိုဟင်ဂျာပိုင်းနေစောင့်အောင်ပါဝင်ခြားလူသုံးမှုပစ္စည်းများနဲ့မွေးမြူရေးကျွဲနွားစိတ်ကြက်ငှက်များကိုကြကြပြက်လူရမှုနဲ့ရိုဟင်ဂျာတိုင်းဝမ်များကိုပြစ်မှတ်ထားနေကြမိမိတသက်များကတည်ပြုခဲ့သည်ရွာသူရွာသားများကိုနေရပြန်တားမြစ်ထားပြီးဝေးလံခေါက်တည်တဲ့တောင်ကုန်းများနဲ့တတော်များတွေရိုက်တဲများတွေနေထိုင်နေကြရပါတယ်နိုင်ငံတကာစုံစမ်းစစ်ဆေးရေးနဲ့တာဝန်ခံမှုကိုရိုဟင်ဂျာတိုင်းဝမ်ကကြောင့်ဆိုရိုဟင်ဂျာများစုနေထိုင်ရာဒေသများတွင် AA ရဲ့လုပ်ရက်ကိုနိုင်ငံတကာမှလေ့လာသူများနဲ့လူခွင့်ရေးဖွဲ့များကြားတွင်ပြင်းထန်တဲ့စိုးရိမ်ပူပန်မှုများတိုးပွားလာနေသည့်အထောက်အထားများကိုပုံဖော်တွေ့ရှိထားသည်။ဒါရီယာတိကျဖြစ်အတွင်မဟုတ်ဘူးရခိုင်တပ် AA ကမြန်မာနိုင်ငံနောက်ပတ်ချမ်းမှာလူခွင့်ရေးချိုးဖောက်မှုတွေရဲ့အဓိကကျူးလွန်သူတရားခံဖြစ်လာနေပါတယ်။ရိုဟင်ဂျာလူခွင့်ရေးလှုပ်ရှားမှုအဖွဲ့မှပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ပြင်းထန်တဲ့တပ်ဖြတ်မှုဘာသာရေးအခြေခံညှဉ်းပန်းနှိပ်စက်မှုနဲ့စုလိုက်ပြုံလိုက်အတင်းတမရွှေ့ပြောင်းခံရမှုတို့ကိုကျွန်တော်တို့မျက်မြင်တွေ့နေရသည်။ AA တပ်ဖွဲ့ရဲ့ပြည်မှုများအလုံးကိုတားဆီးရန်နိုင်ငံတကာမှအရေးပေါ်ဝင်ရောက်ဆွတ်ဖက်မှုမရှိဘဲအမခံထားနိုင်မီမဟုတ်ပေ။အေခိုင်လူထု၏ကိုပိုင်ပြထန်းခွဲအတွက်တိုက်ပွဲဝင်နေသည်ဟုဆိုကြတော်လဲရိုဟင်ဂျာများပေါ် AA ရဲ့ပြုမှုဆက်ဆံမှုသည်မြန်မာစစ်တပ်ကကျူးလွန်ခဲ့သည့်ဖိနှိပ်မှုများကိုပဲ့တင်ထပ်နေပါသည်။ထောင်ပေါင်းများစွာသောရိုဟင်ဂျာရဲသားများသည်လက်နက်ကိုင်ပဋိပက္ခများအောက်တွင်ပိတ်မိနေကြပြီးအိုးအိမ်ဆုတ်ခွာထွက်ပြေးရမှုများနဲ့တမင်တကာညှဉ်းပန်းနှိပ်စက်ခံရမှုများကြောင့်နိုင်ငံတကာစောင့်ကြည့်ရေးနဲ့မတန်ပြုစုရေးမစ်ရှင်များကိုရခိုင်ပြည်နယ်အတွင်းသို့ဆေးလို့ရလိုအပ်ပြီးအထူးသဖြင့်ဘူးတီတောင်နဲ့နေရကုန်းကဲ့သို့သောနေမြေတင်များတွင်စစ်ကျင်းဝင်အောင်ဆုတ်ဆက်ရန်ရိုဟင်ဂျာတိုင်းဝန်ကတောင်းဆိုနေကြပါတယ်။ရိုဟင်ဂျာနယ်သမားတို့ကတရားမျှတမှုမရှိဘူးအကာအကွယ်မရှိဘူးငါတို့အတွက်အသက်မရှိဘူးပြောပါတယ်။ကျွန်တော်တို့ကတရားပြီးတရားတုတ်တင်ရှင်းလင်းခံနေရပါတယ်။